နောက်တစ်နေ့မှာတော့တာရှိရဲ့အမောင်တို့လွမ်းတဲ့ညတွေမှာမိစ္ဆာတွေလည်းပါလာတတ်ပြီးမြင်းသမျှသက်ရှိတွေကိုစားတောက်ပစ်တဲ့ကြောင်းအဖိုးဖွားတွေကပြောပြနေပါတယ်။ဒါပေမဲ့ချင်းမှုကတော့နားမလဲပဲဘလို့ယာတွေလဲလို့မေးနေခဲ့တာကြောင့်ရွာလူကြီးဖိုးဖိုးလဲရွာထဲမှာကြောက်ရွံ့တွေရှိနေသည်၍အမောင်တွေကမမြင်နိုင်တဲ့အရာတွေကိုစိုးရိမ်နေကြမလို့ကြောင်းရှင်းပြနေပါတယ်။ချင်းမှုကတော့ကာကွယ်ပေးနေတဲ့ကြောက်ရွံ့တွေကဘသူတွေလဲလို့ထပ်မေးလိုက်ပြီးအမောင်တို့ကိုရောဘာလို့တားဆီးနေရတာလဲလို့ဆက်မေးနေတာကြောင့်ရွာလူကြီးဖိုးဖိုးလဲတည့်ရက်နဲ့ပါဇက်ကိုပိတ်ပေးလိုက်ရပါတယ်။ထို့နောက်တချို့သောအရာတွေကတိတာနဲလေအသက်ပိုရှည်လေလို့ပြောလိုက်ရာချင်းမှုလဲနွားသွားကြောင်းလိုက်အောင်မယ်ဟုဆိုတာထွက်လာခဲ့ပါတယ်။အဖွားစစ်ကဒီနှစ်တွေအတွင်းချင်းမှုစီကနေဘာနိုးထားမှုမှမရခဲ့တာကြောင့်တာမန်လူများဖြစ်နေမလားတာမန်လူဆိုရင်တော့တာရှိရဲ့အန်ရယ်တွေကြားမှာအသက်ရှင်နိုင်ဖို့မလွယ်ကြောင်းဆေးဆရာဖြစ်သူကိုပြောနေခဲ့ပါတယ်။ဆေးဆရာလည်းနတ်လေးပါးရဲ့သွေးကိုသာရရင်တော့ချင်းမှုနိုးထလာအောင်သူကူညီနိုင်ကြောင်းပြောနေပြီးတစ်ဖက်မှာတော့ချင်းမှုတယောက်နွားကြောင်းနေရင်ရုတ်တရက်အတင်းယုံပြေးနေတဲ့နွားကိုလိုက်ဖမ်းနေရပါတယ်။အတန်လုံးတဲ့နွားမကြီးကြောင့်ရုံရင်းဆန်ခတ်ဖြစ်နေချိန်ငါးခုကဲပါဆိုတဲ့အတန်တစ်ခုကြားလိုက်ရပါတယ်။နွားရဲ့ခန္ဓာကိုယ်ထဲကနေလာတဲ့အတန်ဖြစ်နေပြီးချင်းမှုကိုသူကိုယ်တိုင်နှုတ်တိုက်ခဲ့တာမို့သူဟာလည်းအမေတဝက်ဖြစ်တယ်ဟုဆိုကနှစ်ဖူးမှာစိုက်ထားတဲ့အက်ကိုချွတ်ခိုင်းနေပါတယ်။ချင်းမှုလည်းအဖွားစစ်ရဲ့အက်ဖြစ်နေတာကြောင့်ချွတ်တိမချွတ်တင်စဉ်းစားနေပြီးတစ်ဖက်ကလည်းနှစ်ပေါင်းများစွာနှုတ်တိုက်လာတဲ့သူ့ကိုကယ်ဖို့ဝမ်းနေတဲ့မျက်ဝန်းနေနဲ့ပြောနေတာကြောင့်အက်ကိုချွတ်ပေးလိုက်ပါတယ်။ထိုအချိန်မှာပဲနွားမကြီးဟာဘိုင်းကနေလဲကျသွားပြီးဝမ်းပိုက်ရဲ့ချုပ်ရိုးတွေကိုဖျဲကမိမတယောက်ထွက်ပေါ်လာခဲ့ပါတယ်။ဘာတွေဖြစ်နေမှမသိတဲ့ချင်းမှုကိုကြည့်က17နှစ်လုံးအချုံနှောင်ခံခဲ့ရတာအခုတော့လွတ်လပ်သွားပြီးဒါတွေအားလုံးဟာနင်းကြောင်းလို့ပြောရင်ချင်းမှုကိုစတင်တိုက်ခိုက်လိုက်ပါတယ်။ချင်းမှုလည်းအင်အားမမျှတာကြောင့်ရှောင်းရင်တင်းရင်ဒဏ်ရာများစွာရနေခဲ့ပါတယ်။ထိုမျိုးသမီးဟာရှမ်းလုံမျိုးတော်သခင်ရဲ့ဇနီးဖြစ်ပြီးလင်ဖြစ်သူကမိမရှုပ်လွန်းတာကြောင့်သူမဟာရှုပ်ခဲ့သမျှမိန်းကလေးတိုင်းကိုလိုက်လံတပ်ဖြတ်နေပါတယ်။အဖွားစစ်လည်းမိစ္ဆာတစ်ပိုင်းဖြစ်နေတဲ့သူ့ကိုတတ်ဖို့သွားခဲ့ပေမဲ့သူမစီမှာ3လအရွယ်ကလေးတစ်ယောက်ရှိနေတာမို့မတတ်တော့ပဲဖမ်းဆီးပြီးခေါ်ဆောင်လာကနွားတကောင်ဖြစ်အသွင်ပြောင်းပေးပြီးချင်းမှုအတွက်အသုံးချနေခဲ့တာဖြစ်ပါတယ်။အသက်ခံရဆဲဖြစ်နေတဲ့ချင်းမှုလည်းအဖွားစစ်ကယ်ပါလို့អော်လိုက်ပြီးအာယုံလွဲသွားတဲ့အမျိုးသမီးကိုသားသားပန်းဝင်ကြီးစီကန်ထုတ်ကထွက်ပြေးဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့ခဏအတွင်းပန်းဝင်ကြီးလည်းပျက်စီးသွားကဒေါသပိုထွက်သွားတဲ့အမျိုးသမီးကချင်းမှုရှိမှပိတ်ရက်လိုက်ပါတယ်။ချင်းမှုလည်းအဖိုးချွဲကယ်ပါလို့ထပ်អော်လိုက်ရာအမျိုးသမီးကနှခါအလိမ်မခံဘူးလို့ပြောလိုက်ချိန်မှာပဲတောင်ဝေးတစ်ချောင်းလာမှန်ပြီးလဲကျသွားခဲ့ပါတယ်။ထို့နောက်အဖွားစစ်ရောက်လာကလွန်ခဲ့တဲ့17နှစ်ထဲကတတ်လိုက်ရမှာလို့ပြောရင်းအတချောင်းနဲ့ခေါင်းကိုထုတ်ချင်းဖောက်ပေးလိုက်ပါတယ်။ချင်းမှုလည်းတကယ်တည်သွားတာလားလို့မေးနေပြီးအဖိုးချွဲကတော့တာရှိမှဆိုအားနေသူကအာကြီးသူရဲ့အစာပဲလို့ပြောကအလောင်းကိုရေထဲကန်ချလိုက်ပါတယ်။အဖွားစစ်လည်းဒီနေ့ကနိုးထလာရမယ့်နေဟုဆိုကချင်းမှုကိုမျိုးပြက်ကြီးတဲ့ခေါ်ဆောင်သွားပြီးအမောင်တို့ရောက်လာချိန်မှာတော့အမျိုးသမီးရဲ့အလောင်းဟာလည်းအယိုးသာကျန်တော့ပြီးမြစ်ကြောင်းအတိုင်းမျောပါသွားခဲ့ပါတယ်။နေရာတစ်ခုမှာတော့လူတစုကတောင်တင်လာတဲ့အလောင်းကိုကြည့်ကအပေါက်ရာတွေဟာနတ်ဆိုးကိုင်းရဲ့မော်ပညာဖြစ်ပြီးနတ်ဆိုးကိုင်းကြီးဟာလည်းပျောက်ကွယ်သွားတာကြာပြီဆိုပေမဲ့တာရွှီလိုအစွန်းပစ်ခံအမိုက်ပုံကြီးထဲမှာတော့ကြံနေသေးတာပဲလို့ပြောလိုက်ပါတယ်။မဟာလန်းစင်ကိုကာဝယ်ဖို့နတ်ဆိုးကိုင်းကိုအမြင့်ပြတ်ရှင်းလင်းရမယ်ဟုဆိုကသူ့နောက်လိုက်ခဲဖို့ပြောရင်းဘောင်းဆောင်လို့ထင်ရသူဟာတာရှိကိုဥဆောင်ချီတက်လာခဲ့ပါတယ်။